လာပါရှင်ကျမကတော့ဗမောက္ခဒေါက်တာဆက်ဆက်မြင့်ဗမောက္ခတောက်ဖွားမြင့်ရဲ့ထူးဆရာဝန်ကြီးဖြစ်ပါတယ်ရှင်ဒီကနေ့မှာကျမတို့မျိုးဆက်ဘွားကျမရေးဆိုင်ရာမှာတည်တည်တည်တဲ့အကြောင်းအရာလေးတွေကိုကျမဒီမှာဖြေကြားပေးပါဖြစ်ပါတယ်ရှင်ကျမဆက်လက်ဆွေးနွေးမှာတော့ miscarriage ပေါ့နော်ကိုဝင်ပြည့်ချင်းတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင်ကိုဝင်ပြည့်ချင်းမှာအဓိကအကြောင်းရင်းတွေကတော့အများကြီးပါပြောရရင်တော့အမေကြောင့်เนาะဖြစ်တာအမေမှာဖြစ်တဲ့အချက်လေးကြောင့်ဖြစ်တာကလေးမှာဖြစ်တဲ့သတိသားလေးရဲ့เนาะအားနည်းချက်တွေပေါ့အမေရဲ့အားနည်းချက်ခါလေးကြတဲ့ဘာအားနည်းချက်မှမရှိဘဲနဲ့ cause ကိုမတွေ့ဘဲနဲ့ဖြစ်တဲ့ဟာလည်းရှိပါတယ်အမေမှာကတော့အသက်ကြီးပိုင်းဒီအများစုပေါ့เนาะအသက်ကြီးရဲ့မိခင်တွေမှာကလေးပြတ်တာအဖြစ်များပါတယ်နောက်ပြီးတော့အမေမှာယောဂရှိတာတွေးလို့ယောဂါတို့เนาะ SLE တို့စီဂျိုယောဂါတို့เนาะနောက်တေချာမကုထားတဲ့စီဂျိုယောဂါပေါ့ thyroid disorder thyroid gland မှာဖြစ်တဲ့ယောဂါတို့เนาะနောက်သူ့မှာအဲ့ဒီ medical disease တွေရှိရင်လည်းကိုယ်ပြတ်ကြဖို့များပါတယ်နောက်ပြီးတော့ဆေးတောက်သုံးရတာပေါ့เนาะဒီကလေးကိုထိခိုက်မဲ့ဆေးမျိုးပေါ့ဟိုက chemotherapy ပေးရတဲ့အမေမျိုးတွေနောက်ပြီးတော့ဒီဆေးပြင်းတွေတောက်ရတဲ့အမေတွေပေါ့เนาะအဲ့ဒါမျိုးတွေမှာနောက်ဆေးအမြဲတမ်းဆွဲတောက်နေရတဲ့အမီမျိုးတွေအဲ့ဒါတွေမှာလည်းကလေးပြတ်တာများပါတယ်နောက်တစ်ခါ infection ပေါ့ TOSH infection လို့ခေါ်ပါတယ် TOSH infection လို့ခေါ်တဲ့ toxoplasmosis တို့ rubella တို့เนาะနောက်တစ်ခါherpes တို့เนาะ cytomegalovirus တို့အဲ့ဒီယောဂါတွေမိခင်မှာဖြစ်ပွားလို့ရှိရင်လည်းကလေးပြတ်တာမျိုးဖြစ်တတ်ပါတယ်နောက်ပြီးတော့အမေရဲ့အိမ်ကပုံမှန်မဟုတ်တဲ့မွေးရပါပုံမှန်မဟုတ်တဲ့เนาะပုံမှန်ပုံစံမဟုတ်တဲ့အမေမျိုးတွေနောက်ပြီးတော့တအိမ်မှာမိုင်ယိုးမားတွေအများကြီးရှိတဲ့အမေတွေတအိမ်မှာအဒီယိုမောင်းစစ်စီရှိတာမိခင်မှာခုနမျိုးဥအိမ်မှာရေအိတ်လေးအများကြီးရှိတဲ့ PCOS တို့เนาะနောက်ပြီးတော့တအိမ်ကောင်းကချင်းနေတအိမ်ကောင်းအရန်ကျဲတဲ့မိခင်မျိုးအဲ့ဒါကတော့တအိမ်ကောင်းမှာယောဂဖြစ်လို့စိတ်ကူးတာမှုလုပ်ရင်းနဲ့เนาะတအိမ်ကောင်းကျဲသွားတဲ့မိခင်မျိုးတွေတို့เนาะအဲ့လိုတွေမှာကိုဝင်ပြတ်ချမှုများတတ်ပါတယ်။ဘာမှတစ်ခါကြဘာကြောင့်မှရှာလို့မရတဲ့ကလေးပြတ်ချမှုလည်းရှိပါသေးတယ်။နော်အမွှာကိုဝင်နေ။နောက်တော့သတိသားရဲ့မျိုးဗီဇခရိုမိုဆိုးတွေနော်ဒီဗီဇတွေကမကောင်းတာပေါ့နော်။နောက်သတိသားကခုနအမေရဲ့ဗိုက်ထဲမှာနေရင်းနဲ့ infection ရသွားတာမျိုး။နောက်သတိသားကမွေးရပါချွေးမှုတွေဖြစ်နေရင်လေကိုဝင်ပြတ်ချခြင်းဆိုတာဖြစ်တတ်ပါတယ်။နောက်မိခင်မှာကျမတို့ပေါ့နော်အစားအသောက်တွေပေါ့နော်ဒိန်ချင်းဒိန်ခဲတွေရေခဲတက်တာတွေမှာထားတဲ့မုန့်တွေကိုစားရင်းနဲ့ပိုးဝင်တဲ့ listeriosis ဆိုတာရှိတယ် bacteria infection အဲ့ဒီတစ်ခုမှဆိုလဲကလေးပြတ်တာဖြစ်တတ်ပါတယ်ရှင်ဆေးလိပ်တောက်ခြင်းကတော့ကိုယ်ဝင်ပြတ်ကြတာကိုဖြစ်စေတယ်အလိုအကျော်အရက်တောက်ခြင်းကလည်းကိုယ်ဝင်ပြတ်ကြတာကိုဖြစ်စေတယ်။ Now recreational drug use တွေပေါ့နော်ဒီစိတ်ပျော်အောင်သုံးတဲ့ဆေးတွေသုံးတာစိတ်ကြွဆေးတွေသုံးတာနောက်ဆေးကြောက်တွေသုံးတာအဲ့ဒါတွေအားလုံးကကိုယ်ဝင်ပြတ်ကြမှုကိုဖြစ်စေပါတယ်။နောက်ပြီးတော့ဒီအရန်အဝလွန်တဲ့အမျိုးသမီးတွေမှာလည်းကိုယ်ဝင်ပြတ်ကြတာဖြစ်တတ်တယ်။အရန်ပိန်လို့ရှိရင်လည်းကိုယ်ဝင်ပြတ်ကြတတ်တယ်။နောက်တစ်ခုကခုနပြောတဲ့အလေးပင်မတယ်ဆိုတာကတော့ကိုယ်ဝင်ပြတ်ကြမှုတော့ဓာတ်ရိုက်မဖြစ်ဘူး။ဒါပေမဲ့ကိုယ်ဝင်ဆောင်တွေကသူရဲ့အကျော်တွေเนาะဒီကြွက်သားတွေအားလုံးပျော့ပြောင်းနေတဲ့အချိန်မှာအလေးပင်မတာတော့မကောင်းပါဘူး။ဘာဖြစ်တတ်လဲဆိုတော့ခါနာတာတို့ခြေလက်တွေနာတာတို့เนาะခါရိုးနာသွားတာတို့ဖြစ်တတ်ပါတယ်။နောက်တစ်ခုကချော်ကြတာချော်လဲတာပုံမှန်တော့ဘာမှမထိကြိုက်ဘူး။တိမ်ကောင်းမထိကြိုက်ရင်တော့ကလေးပြတ်မကြပါဘူး။အကြီးအကျယ် serious accident ပေါ့အရန်ကိုပြင်းထန်တဲ့ရင်တိုက်မှုလိုဟာမျိုးအရန်ကိုပြင်းထန်တဲ့တရားရမှုဆိုရင်တော့ပြတ်ကြတတ်ပါတယ်။တာမန်ချော်လဲတာအလေးမတာလောက်နေတော့ကိုယ်ပြတ်ချမှုမဖြစ်တတ်ပါဘူးရှင်။ကိုယ်ပြတ်ချမှုမဖြစ်အောင်ဆိုရင်ကိုယ်မရှိခင်အချိန်တည်းကကျမတို့ကအကာအကွယ်ရမှာပေါ့။နော်အဲ့တော့အမျိုးသမီးလေးတွေကိုယ်ဆောင်မယ်လို့ရွယ်ထားပြီဆိုရင်အရေးကြီးဆုံးကတော့ကျမတို့ဘာတွေလုပ်ရမလဲဆိုတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့တင့်တယ်မြတ်တဲ့အစားအသောက်ကိုစားရမယ်ကိုယ်လေးချိန်ထိန်းရမယ်မတည့်တဲ့အစာတွေကိုမစားရဘူးမတည့်တဲ့အစာတွေဆိုတာအဆီတွေများတာအချိုတွေများတာခောက်ဆွဲကြောက်တွေအဲ့ဒါတွေကိုရှောင်သင့်တယ်ပြီးလို့ရှိရင်
အိမ်မွေးတိရစ္ဆာန်တွေနဲ့ဘူးကကမနေသင့်ဘူးသူတို့ရှီရတဲ့ကြောင်ရဆိုတောက်ဆို plasmosis ရတယ်လေအဲ့ဒါဒီလေကလေးပြတ်တတ်တယ်အဲ့ဒါမျိုးနဲ့ကြောင်တွေခွေးတွေနဲ့ဘူးတိပုကတ်နေတာမျိုးဖက်အိတ်တာမျိုးအိမ်ရတဲ့ခေါ်တိတ်တာမျိုးဒါမျိုးမလုပ်သင့်ပါဘူးနောက်ပြီးတော့ခုနဆေးသုံးတာတွေပေါ့နော်ဆရာဝန်ကြွန်ကြားမှုမရှိဘဲနဲ့ဆေးသုံးတာမျိုးတွေနောက် retinol တွေဟိုအရန်လှချင်တော့ retinol တွေသုံးတယ် retinoic acid တွေ isotretinoin တွေသုံးတာအဲ့ဒါဒီကလေးပြက်ကြတတ်တယ်ကလေးမွေးလာရင်လည်း abnormal ကလေးမျိုးတွေမွေးတတ်တယ် abnormal ပုံပန်းတံပေါ့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်နောက်ပြီးတော့ခုနပြောတဲ့ဟိုအရက်ပေါ့အရက်ကလည်းအလွန်အကျွံမတောက်သင့်ဘူးနော်အဲ့ဒါတွေကျမကြီးနဲ့ညွညွအောင်နောက်တော့ folic acid လေးတောက်ကာဝယ်ဆေးတွေထိုးစရာရှိရင်လည်းချိုးကာဝယ်ဆေးတွေထိုးထားပေါ့ဟိုမှာရူဘဲလာရှိမရှိကိုစစ်ထားတဲ့နဲ့မရှိသေးဘူးကိုခံအားမရှိသေးဘူးဆိုရင်ရူဘဲလာကာဝယ်ဆေးထိုးတဲ့နဲ့အဲ့လိုပဲယာတီတုပ်ကွေးကာဝယ်ဆေးတို့ကိုဗစ်ကာဝယ်ဆေးတို့ကကိုယ်မရှိတဲ့ကိုကမရှိခင်နဲ့ကိုကကြိုထိုးထားလိုက်လို့ရှိရင်ကိုယ်ရှိတဲ့အခါကျတော့တုပ်ကွေးလည်းမဖြစ်တော့ဘူးပေါ့ကိုဗစ်ဖြစ်တော့လည်းရော့သွားမှာပေါ့နော်နောက်ပြီးတော့တင်းတင်းပြတ်သားတဲ့အစားအသောက်တော့အေးရေးဝအောင်အိတ်လေ့ကျင့်ခန်းကိုပုံမှန်လေ့ကျင့်ခန်းလို့ပြင်းထန်တဲ့လေ့ကျင့်ခန်းကတော့မလုပ်သင့်ဘူးနော်ပြီးတဲ့အခါကျတော့ကိုဝင်ရှိလာပြီဆိုမရှိခင်ဒီကိုကပေါ့နော် folic acid လေးတစ်လုံးမှန်တောက်ပါနောက်ပြီးလို့ရှိရင်ကိုဝင်ရှိလာပြီဆိုတာနဲ့ဂရုတစိုက်ကျမကြီးကိုဂရုပို့ဆိုင်ရမယ်အချိန်မှန်ရမယ်စားချိန်မှန်ရမယ်တင်းတင်းလျောက်ပတ်တဲ့အန္တရာယ်မရှိတဲ့အစားအသောက်မျိုးကိုစားရမယ်ခုနပြောတဲ့ဟိုစာဆိုးတွေတို့အကင်းတွေတို့เนาะနောက်အစိမ်းစားတာတွေတို့ကိုရှောင်ရမယ်အိမ်မွေးတိရစ္ဆာန်နဲ့ဘူးကကမနေရဘူးနောက်ပြီးလို့ရှိရင်ကိုဝင်ကိုလည်းတေချာတက်ကျွမ်းတဲ့ဆရာဆရာမကြီးနဲ့ပြပြီးကိုဝင်အားရမယ်နောက်ဆရာဆရာမကြီးမှာကြားတဲ့အတိုင်းတေချာဟိုလှုပ်ဆောင်ရမှာပေါ့ဥမာအာထဆောင်းရိုက်ဆိုတဲ့အချိန်မှာရိုက်နော်ဟိုမှာပြက်ကြမဲ့အလားလာမျိုးရှင်ဆရာမတွေကကြိုတင်ပြီးဆေးတွေပေးလို့ရတယ်။တမီးတို့ကလည်းနားထောင်ရမယ်။နောက်တွေးတွေပါတွေစဉ်းစားမျိုးရှိခဲ့ရင်နာလာမျိုးရှိရင်လိဆက်ဆန်မှုကိုလည်းရှောင်ပေးထားရမယ်။အရင်ကိုဝင်တော့ပြက်ဖူးတယ်ဆိုရင်ဒီကိုဝင်မှာတော့လိဆက်ဆန်တာတက်နိုင်ဆုံးရှောင်ရမယ်။ကျမကြီးနဲ့ညွှန်အောင်နေထိုင်ရမှာပေါ့နော်။နောက်ခုနprogesterone ချို့တယ်လို့နော်ကလေးပြက်တာမျိုးမဖြစ်အောင်ဆို progesterone လိုအပ်ရင်ပေးရမှာပေါ့နော်။အဲ့တော့အရေးကြီးဆုံးကတော့ကိုကျမ်းမာရေးကိုဂရုစိုက်နောက်ပြီးတော့ခုနဟိုတောက်ဆင်တွေပေါ့နော်အစိတ်ဖြစ်တဲ့အစားအသောက်တွေအနေထိုင်တွေနော်အဲ့ဒါမျိုးတွေလည်းမတွေ့အောင်နေရမယ်အဲ့ဒီတောက်ဆင်တွေကိုသတိထားရမယ်နော်အဲ့ဒါပါပဲခဏကိုရင်ပြချမှုဖြစ်တာပုံမမှန်ဘူးလေ3 consecutive ပေါ့3ချိန်3ခါတီစက်တိုက်ကလေးပြက်ပြီးဆိုရင်အဲ့ဒါပုံမမှန်တော့ဘူးတက်ဆိုင်ရာဆရာဝန်ဆရာမနဲ့ပြပြီးတော့ကုသမှုတွေစစ်ဆေးမှုတွေခံယူရမှာဖြစ်ပါတယ်ရှင်ကိုဝင်ရှိနေတော့မှတွေးမစင်းတာကတော့အကောင်းဆုံးပေါ့ဒါပေမဲ့တွေးစင်းတိုင်းလဲကိုဝင်ပြတ်တော့မယ်တော့မဟုတ်ဘူးပေါ့တွေးစင်းတာကိုဝင်နှုတ်စင်မှာတွေးစင်းတာအကြောင်းအရာအမျိုးမျိုးရှိပါတယ်ကိုဝင်ပြတ်ချင်လည်းဖြစ်တယ်တိမ်လွဲဖားတဲ့နေရာမှာသတိတည်ရင်လည်းဖြစ်တယ်။နောက်ဒီသတိသားလေးကတိမ်ထဲမှာပေါ့နော်တိမ်အတွင်းလွှာမှာသတိတည်တဲ့အခါမှာလည်းအဲ့မှာသွေးလေးနည်းနည်းတော့ဆင်တက်တယ်။နောက်ဒီအိမ်ကောင်းမှာရောင်ရမ်းတာတို့အနာရှိတာတို့မှာလည်းသွေးဆင်တက်ပါတယ်။အရေးကြီးတာကတော့ဘာကြောင့်ဖြစ်လဲဆိုတာကိုရှာဖွေပြီးတော့စမ်းသပ်ပြီးတော့ကုသပေးရမှာဖြစ်ပါတယ်ရှင်။ကိုဝင်ပထမတစ်ခါပြက်ပြီးနောက်တစ်ခါထပ်ယူခြင်းနဲ့ဆိုရင်အရေးကြီးဆုံးကတော့မိခင်ကျန်းမာရေးပေါ့ဒီမိခင်တယောက်ကကျန်းမာပြီလားစိတ်ကောလူရောကျန်းမာပြီလားကျန်းမာရေးခြေနေလည်းပြည့်စုံပြီလားခုနပြောတဲ့ precaution တွေပေါ့နော်ဆေးတောက်တာတို့ဆေးထိုးတာလိုအပ်တဲ့ဟာတွေအကုန်လုံးလုပ်ပြီးပြည့်စုံပြီဆိုလို့ရှိရင်ကိုကြိုက်တဲ့အချိန်မှာစယူလို့ရပါတယ်အနည်းဆုံးတော့ကိုဝင်ပြက်ပြီးရင်42ရက်လောက်ကတော့နော်ရှောင်ရမှာပေါ့ရှောင်ပြီးလို့ရှိရင်ကျန်းမာရေးနဲ့လည်းပြည့်စုံတယ်တွေ့ရလဲကောင်းပြီအားလဲကိုဝင်တစ်ခုကိုစောင့်နိုင်တော့အားကောင်းပြီကျန်းမာပြီစိတ်ရောလူရောကျန်းမာပြီဆိုလို့ရှိရင်ယူလို့ရပါတယ်ရှင်ဒီနေ့ကျမတို့မျိုးပွားကျန်းမာရေးဆိုင်ရာအချက်လက်များကိုတည်တင်တိုက်တာလေးတွေကိုဒီနေ့ဆွေးနွေးပြောကြားထားခဲ့တာကိုအားလုံးပဲနှစ်ချိုက်ကြမယ်လို့ယုံကြည်ပါတယ်ဒီခန်းကဏ္ဍလေးကိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်